ဒီလိုအခြေအနေတွေကြုံခဲ့ရပေမဲ့အီကိုဟာလွယ်လွယ်နဲ့တော့လက်မလျှော့သွားခဲ့ပါဘူးသူဟာနန်းဝေကိုအမြဲတမ်းခိုးကြောင်ခိုးဝဲနဲ့ရှောင်ကြဉ်နေခဲ့ပါတယ်သူမျက်လုံးတွေထဲမှာနန်းဝေအပေါ်ထားရှိတဲ့ရှစ်စိတ်နဲ့ယူသွမှုတွေသာမပြောင်းလဲပဲပို့ပြီးတော့ပြည့်နှက်လို့နေခဲ့တာပါသူဟာဘယ်ချိန်ဖြစ်ဖြစ်နန်းဝေနဲ့တိုက်ရိုက်စကားပြောခွင့်ရမယ်တကြီးတစ်ခါလောက်ကိုသာစောင့်မျှော်နေခဲ့ပါတယ်ဒီလိုနဲ့တနေ့မှာတော့နန်းဝေဟာသူတို့မွေးထားတဲ့ဝက်တွေကိုအစာသွားကျွေးနေတာကိုအေးကိုတယောက်မြင်လိုက်ရပါတယ်။ဒါဟာအခွင့်အရေးပဲလို့တွေးပြီးအေးကိုလည်းမြင်မြန်ဆက်ဆံပဲနန်းဝေစီကိုရှောက်သွားခဲ့လိုက်တော့တာပေါ့။ဟိုလေမနန်းဝေသူဟာနန်းဝေရဲ့နာမည်ကိုခေါ်လိုက်ရုံနဲ့အဲ့ဒီအတန်ကြားပြီးအနီးနားမှာရှိနေတဲ့ဒေါ်စောမြင့်ဟာချက်ချင်းဆိုသလိုရောက်လာခဲ့တော့တာပေါ့။ထုံစံအတိုင်းပဲသူဟာသားသမီးရဲ့တန်ဖိုးကိုငွေနဲ့နှိုင်းရှင်ပြီးခါးသီးတဲ့စကားတွေနဲ့ဝင်ပြောပါတော့တယ်ဟဲ့ကောင်လေးမင်းကဘာလို့သားလဲငါပြောပြီးပြီမဟုတ်လားငွေ12ပိတ်တာမရှိရင်ငါသမီးနဲ့စကားလာမပြောနဲ့လို့ငါမှဒီသမီးတယောက်ပဲရှိတာအရင်မရအဖက်မရပေါက်လို့ပဲစားရင်းနဲ့သဘောမတူနိုင်ဘူးသူနဲ့ထိုက်တန်တဲ့အိမ်တော်ဘက်ကိုပဲရှာပေးမှာဒီအခါအေးကိုလည်းခေါင်းကုပ်ပြီးမရှိတင်ငယ်အပြုံးနဲ့အနှဲငယ်ပြုံးပြရင်ပြန်ပြောခဲ့လိုက်ပါတယ်အန်ဒီကျွန်တော်ကမနန်းဝေနဲ့အပျော်သဘောလေးစကားပြောချင်တာပါတခြားဘာမှကြီးကြီးမားမားစဉ်းစားထားတာမရှိပါဘူးဗျအေးဒီလိုပဲလာပြီးအချိန်ဖြုံးနေုံပဲဆိုရင်တော့လာမနေနဲ့တော့အခုရှင်းရှင်းပြန်သွားလိုက်ဒေါ်စောမြင့်ရဲ့ခက်ထန်တဲ့စကားတွေကြောင့်အေကိုဟာစိတ်ပြက်အားငယ်စွာနဲ့ခေါင်းငိုက်ဆိုင်ရှားပြီးခြေလမ်းတွေကိုနောက်ပြန်လှည့်လိုက်ရပါတယ်။နန်းဝေကိုလည်းဝမ်းနေတဲ့မျက်လုံးတွေနဲ့ခလန်းလန်းကနေတစ်ချက်ငေးကြည့်ရင်နှလုံးသားမုန်းကျက်စွာနဲ့စုပ်ခွာသွားရပြန်တော့တာပေါ့။သူ့ရဲ့မျက်ဝန်းထဲမှာနန်းဝေရဲ့ပုံရိပ်ကိုအမတ်တရသိမ့်စီးရင်ရှစ်တဲ့စိတ်ကိုမျိုးရှာလိုက်ရပါတယ်။အေကိုထွက်ခွာသွားပြီးတဲ့နောက်နန်းဝေဟာမကြေမနက်ဖြစ်ကမိခင်ဖြစ်သူဒေါ်စောမြင့်ဘက်ကိုလှဲပြီးစိတ်မကောင်းတဲ့လေသံနဲ့ပြောလိုက်ပါတယ်အမေရဲ့သူ့ကိုဘာလို့ဒီလောက်ထိအတင်းကျပ်ပြောနေရတာလဲအမေသာဒီလိုဆက်လုပ်နေမယ်ဆိုရင်ဘယ်တော့မှသမီးကိုအချစ်စနဲ့ရှိတဲ့လူရှိလာမှာမဟုတ်တော့ဘူးအဲ့ဒီစကားတွေကြောင့်ဒေါ်စောမြင့်ဟာသူ့သမီးကိုစူးစိုက်ကြည့်ရင်အတန်မမာနဲ့ပြန်ပြောလိုက်ပါတယ်နန်းဝေနင်းသိချဖို့ကငါတို့မှာနင်းဆိုတဲ့သမီးတယောက်တည်းရှိတာပြီးတော့နင်းကလှပတဲ့မိန်းကလေးတယောက်ဖြစ်လို့ကိုယ့်တန်ဖိုးကိုသိရမယ်ဒီလိုဆင်းရဲတဲ့လူနဲ့အချိန်ဖြုံးမနေသင့်ဘူးနန်းဝေဟာမိခင်ရဲ့စကားကိုကြားလိုက်ရတော့မျက်ရည်တွေဝဲလိုလာခဲ့ပြီးရင်ထဲမှာလည်းအလွန်အမင်းဝမ်းနဲ့ပူဆွေးသွားခဲ့ရပါတယ်။သူ့ကိုလာပြီးပိုးပန်းတဲ့လူငယ်တွေကိုမိခင်ဟာသူ့လိုချင်တဲ့ရွှေ12ပိတ်တာမရှိုံနဲ့အမြဲတမ်းနှင်ထုတ်နေခဲ့တာပါ။အခုလိုသူ့ရဲ့ဆန္ဒကိုမကြည့်ပဲမိခင်ရဲ့ငွေကြေးအပေါ်အရှိခံတဲ့လုပ်ရက်ကြောင့်အယမ်းကိုစိတ်မကောင်းဖြစ်လို့နေခဲ့ရပါတယ်။ဒါပေမဲ့ဘလို့အတားအဆီးတွေစကားစစ်ပွဲတွေရှိနေပါစေအီကိုဆိုတဲ့လူငယ်လေးကတော့နန်းဝေအပေါ်ထားတဲ့ရှစ်စိတ်တွေကိုလုံးဝလက်မလျှော့သေးပါဘူးမနက်တိုင်းညနေတိုင်းနန်းဝေအပြင်ထွက်တဲ့အချိန်တွေကိုအမြဲဆောင်ကြည့်ပြီးခက်လန်းလန်းကနေခိုးကြောင်ခိုးဝန်းနဲ့ကြည့်ရှုဖို့နီးလန်းရှာနေခဲ့ပါတယ်သူဟာနန်းဝေကိုကြည်လေပို့ပြီးဆွဲလန်းလေဖြစ်ပြီးအဲ့ဒီရှစ်ရှင်တရားကိုဖျက်တော့မရပဲထောင်ချောက်ထဲထိနက်နက်ရှိုင်းရှိုင်းနင်းမြုံနေခဲ့ပါပြီ။သူရဲ့အရာရာတိုင်းမှာနန်းဝေရဲ့ပုံရိပ်ကိုပဲမြင်ရောက်ရင်အမြဲတမ်းဆွဲလန်းလို့နေခဲ့တော့တာပေါ့။